ဒီနေ့ကတော့စက်သားကို9နာရီတည်းပေါင်းတာခုည8နာရီကျော်သွားပြီနော်4နာရီလောက်ကိုစက်6တွေတောင်ပန်တွေကိုပေါင်းထားပါတယ်နော်ပေါင်းထားတဲ့ဟာကိုစက်6ပေါင်းတဲ့အာဘူးကိုရောပေးပါမယ်နော်ရောပေးပြီးတော့ဟိုမှာကျွန်တော်တို့ဒုသလေးချက်ပါတယ်နော်ငါးသားပြားလေးပါနော်ငါးသားပြားလေးချက်ပါတယ်လား ဒါမှကြက်ချက်တော့ကောတောင်ပံရောပေါင်းထားပါ ငါးသားပြားလေးပါ sorry ငါးသားပြတုံရဲဟင်းချိုလေးပါ ချက်ပါငါးသားပြားတုံရဲငါးသားပြားတွေယူလာမယ် မတ်တက်ကမင်္ဂလာပါနော်55ရောက်မင်္ဂလာပါဒီထဲမှာကကြက်နဲ့ရွက်ကဲပဲလိတ်ရဲ ဒီဘက်ကလား အကုန်ပါရနော် ကျွန်းရွက်တို့ပဲလိတ်တို့ဥစားတို့ပန်းပွင့်တို့ဂိုးဘီတို့အကုန်ပါ တီတာအေးမင်္ဂလာပါ တုံရမ်းချင်းမှာပါမယ်ပစ္စည်းတွေအကုန်ပါပါကဲ ဒီမှာငါးသားပြပါရှင့် ငါးသားပြလာပြီတော့ဟုတ်ကဲ့ တီတာအေးမင်္ဂလာပါဥခင်မောင်မြတ်သားတို့ပါဒီမှာတုံရန်ဘူးအနှစ်လေးပေါ့နော် တုံရမ်းအနှစ်တွေပါ မင်းဒုက္ခမင်္ဂလာပါရှင့်ကိုကျော်မျိုးမင်္ဂလာပါ160မင်္ဂလာပါ ကလေးလေးကအထဲမှာပါပြီးသား အမဒီလိုဒိုတွေကတုံရန်အနှစ်ဘူးလေးကဒီလိုဘူးပါရှင့်စကွန်ရှော့ရိုက်လို့ရပါရဲ့ ဟုတ်ကဲ့ပါ ဒါတောင်ရန်ခဲတဲ့ဆိုင်တော့အနှစ်ရတာပို့ပြီးတော့ပိုကောင်းတာပေါ့နော်အားကြောင့်မလို့ပါ ဇပလင်း အောင်ခင်ချစ်ကမင်းဟိုင်းပါဗျာဟိုင်းပါရှင်205ရောက်မင်္ဂလာပါ ဟုတ်ကဲ့ပါဒီမှာပါငါးနှစ်တွေပါ ငါးမွေထားရဲ့ငါ့ကိုအယိုးမပါပဲနဲ့အသားကြီးပဲမွေထားရဲ့အရသာလေးနဲ့ထည့်ပေးထားပါရဲ့တောင်ရန်ရတာလေးနဲ့ဆိုချင်းချင်းလေးဖြစ်မှာနော် ဒီလေးပါဟုတ်ကဲ့ပါ အဲ့ဒီစတလာတန်မင်္ဂလာပါကိုရဲလေးနိုင်ဦးမွေတာတုပါတာတုပါရှင်ခင်အေးမင်္ဂလာပါလုံးကြီးရတာတုပါရှင် ကဲ ဗနီကနည်းနည်းထည့်ပါမယ် ငါးသားပြောက်ကိုသိပါဟင်းရည်အရသာရှိအောင် ငါးသားပြကြတော့နူးနူးအီအီလေးဆိုတော့လေအဆင်ပြေပါရဲ့ပြီးတော့ငါးရဲ့အရသာလေးလည်းတကယ်ငါးရတာလေးရအောင်လို့ငါးမွေလေးလည်းထည့်ထားပါရဲ့ ထည့်ပါတယ်နော် ခွဲကြလေးနည်းနည်းထည့်မယ် ခွဲကြလေး ချိုကြီးရတာတုပါ ဟုတ်ကဲ့ပါကဲဒီဒီကနောက်တစ်လုံးအိုးဒါပြီနောက်တစ်လုံးပဲ ဒါတော့မနဲ့ကြရင်တန်ခါအရန်မိန်ပါပါ ကဲဟိုကြက်6လေးဆွတ်ထုတ်တာအာလူပေါင်းတွေဆွတ်ထုတ်တာ တချို့နေအရန်အေးနေဆိုဖြစ်ဒီလိုပူပူဆက်ဆက်လေးလှုပ်ရှားအရန်ကောင်းပါပါရှင့် ကဲဒီဘက်က ရှမ်းနန်နန်လေးထည့်ပါမယ် ရှမ်းတယ်ဟာ ထွန်းတောက်ကျမင်္ဂလာပါ နော် မင်္ဂလာပါအတဲလေးမင်္ဂလာပါရှင် ကောင်းတာကဲဒီမှာအာလူပေါင်းပါတယ်နော်အာလူကိုဒါကစားယူစိန်တာနော် အာလူကလည်း အာလူစား ပေါင်းတာဆိုတော့နူးအီနေရတော့ပုံမပြတ်တော့ဘူးပေါ့နော်ပေါင်းဖုံနဲ့ပေါင်းလိုက်တာဆိုတော့လေမပုံမပြတ်ပဲနဲ့အရသာ ဒီနေ့ချိန်မှာရေထက်ရေတော့စားထည့်ရအဲ့ဒါပြစ်ထည့် ဝင်နေပေါ့နော် ခဏလေးတော့မခံဘူးအာလူပေါင်းလေးပါကိုရသောသားလုံးအာလူပေါင်းလေးနဲ့နော်ကျွန်တော်မနေ့ကမှသူကဟင်းပကံထဲမှာထည့်ပေါင်းပါဒါကလေအရန်ကောင်းတယ်နော်ပြည့်ပြည့်နေတယ်တရုတ်ပေါင်းပေါင်းလားတရုတ်လိုပေါင်းလား59ပိတ်တာပါဒါ ကျက်သား59ပဲကြာ တောင်မန်က45ပိတ်တာလို့တက်6လေးတောင်မန်ထဲမှာကြောက်လို့တက်6လေးထပ်ထည့်တာတောင်မန်အများကြီးရောက်လို့ လာလာရှင် အရန်နူးအီနေပါပြီလက်နဲ့ဖြစ်လိုက်ရုံနဲ့အသားတော်တော်အီနေ တစ်ခေါက်ကို2သုံးလိုက်ထည့်လိုက်နော်ဒီလိုလေးပါ အင်္ဂလိပ်ကြည့်ကောင်းပါရဲ့တဲ့ ပေါင်းရည်လေးပါနော်ဒါလေးကပေါင်းရည်လေးပါ ဒါပေါင်းရဲ့အရေးလေးပေါ့နော်အချိုရည်တွေအကုန်လုံးအောက်ဆုံးဘန်းနဲ့ဘန်းပါ ချိုတယ်လေးတယ် ထည့်တာပါ အချိုတက်ကတရားမဟုတ်ဘူးနော်စက်သားကထွက်တဲ့ချိုတွေဘာမှမပါဘူးစီမပါဘူးသူကနော်ဒါပင်လယ်သာရွှေငါးမောင်မောင်တို့ပါအကုန်ရတယ်နော်ဒီဟင်းမျိုးလေးချက်မယ်ဆိုရင်ပင်လယ်သာတွေအားလုံးကိုကျတော့ဒီမှာဟိုရွှေငါးမောင်မောင်မှာအကုန်ရပါတယ်ဒါရွှေငါးမောင်မှာဖြန့်ချီရေးဆိုင်ခွဲတွေအများကြီးရှိတယ်အမှဟို page ကလည်းမှားလို့ရပါတယ်တဲ့ငါးသားပဲတော်တော်ရတာရှိတာ ငါးသားပြအီအီလေး